အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Samsung Galaxy Note 10ကို unboxing နဲ့ပြီးရင်ကြိုက်တဲ့အချက်လေးတွေကိုပြောပြတော့မှာဖြစ်ပါတယ်တန် Okay are you ready ကျွန်တော်ကတော့ ready ဖြစ်နေပြီပေါ့နော်ဒီဖုန်းလေးကိုဖောက်ချင်လို့အားကြီးလို့တပိုင်းသိနေ Okay ကြားမနော် Samsung Galaxy Note 10မှာဘာရှိလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ဒီSamsung Galaxy Note 10ကပေါ့နော်အရောင်3ရောင်လာတယ် Aura White Aura Black နဲ့ Aura Glow Okayကျွန်တော်မှားတဲ့အရောင်ကတော့ Aura Glow ဖြစ်ပါတယ်ဒါအခုအရန် popular ဖြစ်နေရပေါ့နော် Samsung Galaxy Note 10ကို review လုပ်တဲ့သူတိုင်းက Aura Glow ကိုမှားကြများတယ်ပြီးရင်ယောက်ျားလေးရောမိန်းကလေးရောပေါ့ဘယ်သူပဲဖြစ်ဖြစ်ဒီအရောင်ကိုသဘောကျကြတယ်ပြမယ်ဒီနော်ဒီလည်းကြိုက်ပါတယ် Aura Glow ဝါးခေါ်ပြီနော်ခေါ်ပြီကြည့်ဝါး yeah ဆက်မိုက်တယ်ကိုမန်အောင်ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီ color ကအခုအရန်ကိုမှပေါက်နေရပါတော့အခုမာလို့ရသေးလားတော့မသိဘူးပေါ့နော်ဒီတစ်ခေါက်သွားမေးတော့ဆိုရင် pre order မှာမာလို့မရတော့ဘူးပေါ့နော်စတုံးက sold out ဖြစ်သွားတဲ့ထီတောင်မှဖြစ်တယ်ပေါ့နော်ဒီကကန်ကောင်းစွာနဲ့ပဲဒီ Aura Glow ကိုရပါတယ်ပထမဆုံးအနေနဲ့ဒါဖုန်းတစ်လုံးပါပါတယ်ဒီတိတရာလေးတတိထားမိတာကဒီမှာ earphone jack ဖုန်းပေါ့နော်ကျွန်တော်တုံးနေကြအပေါက်အချောင်းလေးရပါမပါတော့ဘူးမပါတော့ဘယ်နဲ့သူတို့က Type C earphone ကိုပြောင်းလိုက်ပါပြီပေါ့နော်အခုနောက်ပိုင်းဖုန်းကုမ္ပဏီတော်တော်များများ Type C ဘက်ကိုပြောင်းလာကြတယ်ဘာလို့လဲဆိုရင် charging မှာလည်းအဆင်ပြေအရင်မြန်တယ်ပေါ့နော်အဲ့ဒီ Type C အတွက်လည်းသူတို့က earphone jack ကို remove လုပ်ပြီးမယ်ဒီ Type C earphone ကိုထည့်ပေးထားပါတယ်ဒီမှာအဲ့ဒီ earphone မှာနားအပေါက်အရွယ်အစားမှမူတည်ပြီးမှပေါ့နော်ဒီအပေါ်ကအခွန်လေးကိုချင်းလို့ရပါတယ်နောက်တစ်ခုက Type C ကြိုးလေးပါပါတယ်ဟုတ်ပါပြီဒီမှာကျွန်တော်ဒီ SIM card chain နဲ့ပင်လည်းပါတယ် user menu တွေလည်းပါပါတယ်ပေါ့နော်ဒီဟာတွေကိုကျွန်တော်အသေးစိတ်မတွားတော့ဘူးကျွန်တော်တွားချင်တာက Samsung Galaxy Note 10မှာကျွန်တော်ဘာကြိုက်လဲဆိုတာကိုပဲပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ the very obvious ဒီအရောင်ကိုအရန်ကြိုက်ပါတယ် Aura Glow ကိုပေါ့နော်အရန်ကြိုက်တယ်ဒုတိယတစ်ချက်ကြိုက်တာကတော့ S Pen ပါဒါကျွန်တော်အိမ်နောက် Samsung Galaxy Note 9တုန်းကလည်းပြောခဲ့တယ်ကျွန်တော်ဒီ S Pen ကိုအရန်ကြိုက်တယ်အရန် useful ဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့အပြင်ခီးသွားပြီဆိုရင်အိမ်နောက်ဆိုရင်အကိုကြီးတပ်ပုံလေးကြိုက်ပေးပါအောင်အမကြီးတပ်ပုံလေးကြိုက်ပေးပါအောင်အဲ့လိုလှုပ်လက်ရှိရပေါ့နော်အခုကမလိုတော့ဘူးကိုယ့်ရဲ့ဖုန်းကိုတနေရာမှာထောင်ပြီးမှကိုဒီ S Pen နဲ့တပ်ပုံကြိုက်လို့ရပါတယ်ပေါ့နော်ဒီအရာကိုလည်းကြိုက်တယ်ပြီးရင်ကျွန်တော်ကများတော့အဖြစ် meeting ထိုင်ရတဲ့အခါမှာပေါ့နော်တခါလေကြာရင်စာအုပ်တွေမိကြံခဲ့ရရှိရယ်အဲ့လိုမျိုးဆိုရင်ပေါ့နော်ကိုကသူများနဲ့စကားပြောနေတဲ့အခါမှာဖုန်းကိုတာမျိုး type လုပ်နေရင်မလေးစားရကြရပေါ့နော်အဲ့လူစကားပြောတာကိုနားမထောင်ဘဲနဲ့တယောက်နဲ့ချက်တင်ထိုင်နေရလို့အထင်ခံရတယ်ဒါပေမဲ့ကို့မှာ S Pen ရှိတဲ့အခါမှာသူစကားပြောရင်သူစကားပြောတဲ့ဟာကိုမှတ်လို့ရရပေါ့နော်အဲ့အတွက်ဒီ S Pen ကိုလည်းကြိုက်ပါတယ်ပြီးရင်ဒီအယောင်ကလည်းမစိုးဘူးပေါ့နော်ဒီဖုန်းနဲ့တော်တော်လေးလိုက်တယ်ကြည့် Okay ဒီ S Pen မှာအခုသူတို့ feature အသစ်တစ်ခုထည့်လိုက်တာကဒီ S Pen လေးကိုနှိပ်ပြီးမှဆက်ဝိုင်းပုံစံဝိုင်းမယ်ဆိုရင်ကိုယ့်ရဲ့ကင်မရာမှာ zoom in လုပ်လို့ရပါတယ်Okay zoom in လုပ်လို့ရတယ်တော်တော်လေး cool ဖြစ်တယ်ပေါ့နော် Harry Potter က Magic Wand လိုမျိုးပေါ့နော်တန်အဲ့လိုသုံးလို့ရတယ်ပေါ့နော်ဓာတ်ပုံကြိုက်တာပဲဖြစ်ဖြစ် photo ကနေဗီဒီယိုပြောင်းတာပဲဖြစ်ဖြစ် PowerPoint slide လုပ်မယ်ဆိုရင်ပေါ့နော် PowerPoint presentation လုပ်နေရင်လည်းဒီ S Pen ကိုသုံးလို့ရပါတယ်ပေါ့နော်အဲ့ဒီအချက်အတွက်ဒီ S Pen ကိုကျွန်တော်တော်တော်လေးသဘောကျပါတယ်နောက်တစ်ချက်ကျွန်တော်ကြိုက်တာက zoom in မိုက်ပါကိုကအကယ်၍ဗီဒီယိုရိုက်နေရင်တောင်မှပေါ့နော်ကိုယ့်ရဲ့အရှိမလူနှစ်ယောက်ရှိရယ်ဒါပေမဲ့နောက်ကလူကိုရိုက်ချင်တယ်ဆိုရင်ရိုက်လို့ရပါတယ်အဲ့လိုရိုက်ပြီးမှကိုက zoom in လုပ်မယ်ဆိုရင်ဒီဘေးနားကလူနှစ်ယောက်ပြောတဲ့စကားအတန်ကိုသူတို့က noise ကို short ချလိုက်မယ်ပြီးရင်ကို zoom in လုပ်ထားတဲ့လူရဲ့အတန်ကိုကောင်းကောင်းကြားရပါမယ်ပေါ့နော်အဲ့ zoom in mic ကတော့ very cool feature တစ်ခုဖြစ်ပါတယ်Samsung ကအခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့လိုမျိုး video creator vlogger တွေအတွက်အရန်ကိုမှဦးစားပေးလာတယ်လို့ဒီထင်တယ်ဘာလို့လဲဆိုရင် stabilizer လည်းတော်တော်လေးကောင်းပါတယ်
ဒီမှာ 57% ပေါ့နော်ဒါအားဝင်ပါတယ်ဒီ feature လေးကိုသတိကြိုက်ပါတယ်နောက်ဆုံးအနေနဲ့ဒီ Samsung Galaxy Note 10ကိုဘယ်နေရာမှာသတိအတွက်အသုံးတက်မလဲဆိုရင် game soft ရဲ့နေရာမှာဘာပဲပေါ့နော်သတိလဲတစ်ခါလေကြာရင် game soft ဖြစ်ပါတယ်တစ်ခါလေဆိုတာတစ်ပတ်မှတစ်ခေါက်လောက်ပေါ့နော်တစ်ပတ်မှတစ်ခေါက်လောက်တစ်လမှတစ်ခေါက်လောက်ဒါပေမဲ့ကို game soft ရင် iPhone နဲ့ soft ကြည့်တည်းဖုန်းကအရန်ပူလာတယ်အရန်တိတာရပေါ့နော်ဒါ PUBG တပွဲလောက် soft ပြီဆိုရင်ဖုန်းကပူထူနေပြီ Samsung ကPUBG 4ပွဲ5ပွဲ6ပွဲလောက်ဆော့ရင်တောင်မှဘာပြဿနာမှမရှိဘူးပေါ့နော်အဲ့ဒီအတွက်ပေါ့နော်ဒီ Samsung Galaxy Note 10ကိုကြိုက်ပါတယ်ကို AK လည်းသူဆော့ပြထားရပေါ့နော်ဒါမှသူဆော့ထားတဲ့ဗီဒီယိုလေးကိုဒီမှာကြည့်လိုက်ပါဒီ2ကိုဖုန်းဆက်ပြီးမှအခုတော့မေးကြည့်လိုက်တယ်ဒီဖုန်းက game ဆော့ရတာအဆင်ပြေလားလို့မေးကြည့်တဲ့အခါမှာသူကတော့တော်တော်လေးအဆင်ပြေလို့ပြောရပေါ့နော်ဒီကတော့မဆော့ကြည့်ရသေးပါဘူးဒီဖုန်းအတစ်နဲ့တော့မဆော့ကြည့်ရသေးဘူးပေါ့နော်ဒီဖုန်း S10 Plus နဲ့တော့အမြဲတမ်းဆော့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါမယ်ဒီရဲ့ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကတော့ဒီဖုန်းလေးကိုဆက်ကလိလိုက်ပါဦးမယ် okay bye bye